ခွန်လိုက်ရေးထားတန်းတငယ်ချင်းဗတဲ့ပေါက်စီမှာဘာလို့လဲမသိဘူးခေါင်းပြကြီးတွေထင်တယ်ကြောက်စရာကြီးပဲကွာခွန်လိုက်လဲခွန်ဆိုင်ရဲ့ခက်ဆက်ဆက်လုံးလို့တာကြောင့်အိတ်ပြောရမှနိုးလာခဲ့ပြီးအိတ်ချင်မှုတို့နဲ့ခွန်ဆိုင်ညွန်ပြရာဗတဲ့ပေါက်စီကိုဒေချာကြည့်ခဲ့ပါတယ်မျက်နှာကိုဒေချာကြည့်လိုက်တဲ့အချိန်မှာတော့သူလာပေါင်းများစွာသဘောကျခဲ့ရတဲ့မျက်နှာချင်းဆိုင်အိမ်ကကောင်မလေး2ယောက်ရဲ့မျက်နှာလေးဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ခန္ဓာကိုယ်မပါဘဲတွေးချင်းနေနေတဲ့ဒလီဇာတွေနဲ့အတူအလင်းတစ်ဖက်ဖက်တောက်ပနေတဲ့မြုံဝန်းအစုံနဲ့ခေါင်းပြတ်ဆုံးမှ2ယောက်ကိုကြည့်ပြီးခွန်းလိုက်နဲ့ခွန်းဆိုင်လဲအိပ်ရာပေါ်တွင်တတိလစ်မေးမျောသွားပါတော့တယ်နောက်တနေ့မနက်ခင်းမှာတော့သူတို့2ယောက်ဟာဆိုင်ကိုပိတ်ခဲ့ပြီးဒီနေမြေမှာနာမည်ကျော်ကြလာတဲ့အထက်လန်းဆရာဘိုးဘိုးလူစီကိုထွက်လာခဲ့ကြပါတယ်ဘိုးဘိုးလူစီကိုရောက်တဲ့အခါမှာတော့ဂျုံကတဲ့မြဖြစ်ချောင်းကုန်းစင်ကိုပြောပြကြတာပေါ့ဘိုးဘိုးလူရဲ့ကျွန်တော်တို့ကိုကယ်ပါဦးဗျခေါင်းပြဆုံးမှ2ကောင်ကကျွန်တော်တို့အခန်းပဒင်းပေါက်ကနေလာပြီး6လန့်နေတာဗျရွာထဲကမြောက်တွေသေးတာလဲသူတို့လက်ချက်ပဲဖြစ်မယ်ထင်တယ်ဗျဘာမှစိတ်မပူပါနဲ့လူတွေကိုဒုက္ခပေးတဲ့အမောင်ပြောကတွေကိုဖြိုးခွင်းဖို့ဆိုတာအဘတို့ရဲ့တာဝန်ပါဘာမှကြောက်မနေပါနဲ့ကွာအဘမင်းတို့နဲ့အတူလိုက်ခဲ့ပါမယ်နေလေခင်ရောက်တဲ့အခါမှာတော့ဘိုးဘိုးလူလဲဆေးလွယ်အိတ်ကိုပြင်ဆင်ပြီးခွန်းလိုက်နဲ့ခွန်းဆိုင်တို့ဆိုင်လေးရှိရာသို့လိုက်လာခဲ့ပါတယ်သူတို့ဆိုင်ရှိကိုရောက်တဲ့အခါမှာတော့ဘိုးဘိုးလူဟာမကောင်းဆိုးဝါးရဲ့အငွေ့အသက်ကိုစတင်ခံစားမိပါတယ်ငါထူးထူးဆန်းဆန်းမကောင်းဆိုးဝါးအငွေ့အသက်ကိုအာရုံရနေတယ်ငါမျက်နှာချင်းဆိုင်အဲ့ဒီဘက်ကိုမတင်ကားဘူးကွမကောင်းဆိုးဝါးအငွေ့အသက်တွေကအိမ်ဘက်ကနေလာနေတာပဲညဘက်ကိုရောက်တဲ့အချိန်မှာတော့ဘိုးဘိုးလူခွန်းလိုက်နဲ့ခွန်းဆိုင်တို့ဟာဘန်ကလေး2ယောက်ရှိရာအိမ်ထဲကိုဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်အိမ်ရှိကိုရောက်တဲ့အချိန်မှာတော့ထူးထူးဆန်းဆန်းအနံဆိုးတစ်ခုဟာပြင်းရှရှနှာခေါင်းထဲကိုတိုးဝင်လာပါတယ်ထိုအချိန်မှာဘိုးဘိုးလူဟာအခန်းရှိမှမတ်တက်ရပ်ပြီးတကားကိုအဆက်မပြတ်ခောက်လိုက်ပါတယ်ဒါပေမဲ့ပြန်ထူးတန်းသုံးတရားတော့မကြားရပါဘူးဒေချာတတိထကြည့်လိုက်မိတော့တကားအတွင်းပိုင်းကလောချထားတာကြောင့်တကားကိုအသားအရာဖွင့်ဝင်လာလိုက်တာပေါ့အခန်းကမောင်မဲနေတာကြောင့်ခွန်းလိုက်နဲ့ခွန်းဆိုင်တို့လည်းအသင့်ပါလာတဲ့လက်နဲ့ဓာတ်မီကိုဖွင့်ပြီးကြည့်လိုက်ရသူတို့မျောလျက်မထားတဲ့အရာတစ်ခုကိုတွေ့မြင်လိုက်ရပါတယ်အဲ့ဒါကတော့အခန်းတစ်ခုလုံးမှာတည်ဆုံးနေတဲ့ညောက်တွေနဲ့ဂလီစာအသားအပိုင်းအစာတွေဟာအနံဆိုးတွေနဲ့အတူပြန်ကျဲနေတာကိုတွေ့လိုက်ရပါတယ်နောက်ဆုံးမှာတော့ဘိုးဘိုးလူတို့3ယောက်ဟာမိန်းကလေး2ယောက်အိတ်ဆက်ရာကတင်ကိုရှာဖွေတွေ့ရှိသွားပြီးသူတို့ဟာစောင်းတထွဲကိုခေါင်းပြီးခြုံပြီးအိတ်ဆက်နေကြတာကိုတွေ့ရပါတယ်ရုတ်တရက်ဆိုသလိုဘိုးဘိုးလူဟာစောင်းချုံထားတာကိုလှန်လိုက်ရမှာတော့ခေါင်းမပါပဲလှဲလျောင်းနေတဲ့အမျိုးသမီးခန္ဓာကိုယ်2ခုကိုတွေ့လိုက်ရပါတယ်ထိုအချိန်မှာပဲပြရင်ပေါက်တွေပြုတ်ထွက်မတတ်လေပြင်းများတိုက်ခတ်လာပြီးဆုံးပြီးအလင်းရောင်နဲ့အတူကြောင်းမက်ဖွဲရာခေါင်းပြတ်ဆုံးမတကောင်ရောက်ရှိလာပါတယ်ဟီနေတို့ငါအိမ်ထဲကိုဘာလို့ကြတာလဲနေတို့အသက်မသေးခြင်းရင်မြန်ထွက်သွားလိုက်စမ်းလူတွေကိုဒုက္ခပေးတဲ့မင်းတို့ကိုဆုံးမဖို့ငါလာခဲ့တာကွာငါပြန်ဖို့လာခဲ့တာမဟုတ်ဘူးနင်တို့ရဲ့မကောင်းတဲ့ပညာရက်တွေမကောင်းတဲ့ဇယိုက်တွေကိုစွန့်ခွာပြီးလူတွေနဲ့ဝေးရအရက်မှာတွားနေပါဒါငါဘိုးဘိုးလူရဲ့အမိတ်ပဲဘိုးဘိုးလူဟာမကောင်းတဲ့ပညာရက်ကိုစွန့်ခွာဖို့ပြောနေပေမဲ့ဆုံးမကပြန်လဲတိုက်ခိုက်ဖို့ဟန်ပြင်းလိုက်တာကြောင့်အသင့်ပါလာတဲ့ဆေးလွယ်အိတ်ထဲကတစိမ့်တစ်ချောင်းကိုထုတ်လိုက်ပါဒီတစိမ့်ကတာမန်တစိမ့်တော့မဟုတ်ပါဘူး
ငွေရောင်ဖွေးတောက်နေပြီးမကောင်းဆိုးဝါးနာနာဘဝတွေကိုနှိမ်နှင်းဖို့အထက်လန်းစီးရင်နဲ့ပြုလုပ်ထားတဲ့တစိမ့်ပဲဖြစ်ပါတယ်။ခေါင်းပြဆုံးမဟာဆူဆူဝါဝါအော်ဟေးပြီးဖိုးဖိုးလူကြီးတဖြည်းဖြည်းချင်းကပ်လာခြင်းမှာပဲဖိုးဖိုးလူဟာအချိန်ဆွဲမနေပဲလက်ထဲကငွေတစိမ့်နဲ့ရိုက်ခတ်လိုက်ပါတယ်။ခေါင်းပြဆုံးမလဲငွေတစိမ့်ရိုက်ချက်ကြောင့်ကျန်းကျင်ပေါ်သို့ပြုတ်ကျသွားပြီးဆူဆူဝါဝါအော်ဟစ်နေပါတယ်။နောက်ဆုံးမှာတော့တဖြည်းဖြည်းချင်းငြိမ်ကျသွားပြီးအသက်ထွက်သွားပါတယ်။ထိုစဉ်မှာနောက်ထပ်အနီရောင်စုံမိအလင်းတန်းတစ်ခုထွက်ပေါ်လာပြီးကြံရှိတဲ့ဆုံးမတကောင်ရောက်ရှိလာပါတယ်။ထိုခေါင်းပြဆုံးမလဲအခန်းပတ်လဲကိုရှောက်ကြည့်ပြီးကျမ်းမြင်ပေါ်မှာဒေဆုံးနေတဲ့ညီမဖြစ်သူဆုံးမကိုတွေ့မြင်သွားပါတယ်။ညီမဖြစ်သူဆုံးမဒေဆုံးတာကိုတွေ့မြင်တာနဲ့ဆိုးဝါးစွာအိုဟစ်ကငိုကြွေးပါတော့တယ်။မင်းတို့တွေတန်တရာမှာမကျွတ်လွတ်တဲ့မကောင်းမှုတွေကိုမပြုတ်ပါနဲ့တော့မကောင်းတဲ့ပညာရက်တွေကိုဆဲအစီမှာလှူခဲ့ပြီးကောင်းကောင်းမွန်မွန်နဲ့လွတ်ရကြွရမှာနေထိုင်ပါတော့ဖိုးဖိုးလူရဲ့စကားအဆုံးမှာတော့ခေါင်းပြဆုံးမှာလဲညီမဖြစ်သူတေဆုံးနေတဲ့ဘေးမှာလဲလျောင်းလိုက်ပြီးခဏအတွင်းချင်းမှာတော့အငွေတန်းတချို့နဲ့အတူပျောက်ကွယ်သွားပါတော့တယ်ဒီလိုရဲ့ဆိုလိုတဲ့သဘောကတော့သူတို့မှရှိတဲ့ပညာရက်တွေကိုစွန့်လို့ပြီးလွတ်ရကြွရကိုထွက်ခွာသွားတယ်ဆိုတဲ့သဘောပါနောက်တစ်နေ့မနက်ခင်းမှာတော့ခွန်လိုင်းနဲ့ခွန်ဆိုင်တို့ဟာနာနာဘဝဆုံးမညီအမအတွက်ရည်စူးပြီးကုသိုလ်ယူကာအမြောက်ဝေတာတို့ခေါ်ခဲ့ကြပါတယ်